အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025ဒီဇင်ဘာလ10ရက်နေ့ဖြစ်ပါတယ်နော်မနေ့ကကဘာကိုတီးစီနိုင်သူပို့အောင်မှာလာမန်းထားတဲ့တယောက်ကမတ်တော်ကြပြီတဲ့ဖိုးကိုဝင်စားဖို့လုပ်နေတဲ့ပုံကိုမတ်ပုတ်ကိုလို့ခေါ်တာလားတဲ့သူ့ကိုပြောတဲ့ခါမှာနည်းနည်းရှုပ်ထွေးနေတဲ့အခါကျတော့ဗီဒီယိုဖိုင်လေးနဲ့တည်တည်ချာချာရှင်းပြတောတာပတ်တိမတ်ပုတ်ကိုနဲ့ဖိုးပုတ်ကိုတကယ်တရားအထုတ်မဲ့လူတွေလေကွက်ကွက်ပြပြနားလည်ဖို့လိုအပ်တယ်ထင်လို့ပေါ့နော်တည်တည်ချာချာလေးအာရုံစိုက်ပြီးတော့နားထောင်ပြီးပါတောတာပတ်တိမတ်ပုတ်ကိုဖိုးပုတ်ကိုဆိုတာဘလို့ခေါ်တာလဲလို့မေးလို့ချင်းအထက်ကနိဗ္ဗာန်ပထမပုဂ္ဂလတုံးမှာရှိတယ်အဲ့ဒီမှာဗာပြောထားလဲဆိုတော့တောတာပံပုဂ္ဂိုလ်တဲ့တောတာပတ္တိဖိုးကိုမျက်မှောက်ပြုရန်ကျင့်သောတောတာပတ္တိမတ်ပုဂ္ဂိုလ်အဲ့တော့တောတာပတ္တိဖိုးပုဂ္ဂိုလ်သည်တောတာပံပုဂ္ဂိုလ်ဖြစ်တယ်ဒါဒီအဖြေကရှင်းရှင်းလေးတောတာပတ္တိမတ်ပုဂ္ဂိုလ်ဟူသည်ဖိုးကိုမျက်မှောက်ပြုရန်ကျင့်သောပုဂ္ဂိုလ်ကိုတောတာပတ္တိမတ်ပုဂ္ဂိုလ်လို့ခေါ်တယ်အဖြေရှင်းတယ်နော်အဲ့ဒီမှာပုဂ္ဂလပညာကျမ်းထဲမှာတခါဘာပါလဲဆိုတော့ပုဂ္ဂလပညာကျမ်းထဲမှာဂါထာအပိုက်41မှာတောတာပံဟူသည်အဘယ်နည်းတဲ့တောတာပတ္တိဖိုးကိုမျက်မှောက်ပြုရန်ကျင့်သောပုဂ္ဂိုလ်ဟူသည်အဘယ်နည်းတဲ့သုံးပါးသောတန်ရောစဉ်တို့ကိုပယ်ခြင်းကကျင့်သောပုဂ္ဂိုလ်သည်တောတာပတ္တိဖိုးကိုမျက်မှောက်ပြုရန်ကျင့်သောပုဂ္ဂိုလ်မြည်၏အကျင့်ပုဂ္ဂိုလ်သည်သုံးပါးသောတန်ရောစဉ်တို့ကိုပယ်အပ်ကုန်၏ဤပုဂ္ဂိုလ်ကိုတောတာပံအဖြေကရှင်းသွားပြီတောတာပံဆိုတာတောတာပတ္တိဖိုးပုဂ္ဂိုလ်ကိုသာတောတာပံလို့ခေါ်တယ်တောတာပတ္တိမတ်ပုဂ္ဂိုလ်ဆိုတာဒီတန်ရောစဉ်၃ပါးကိုပယ်ဖို့ကြင်ကြံအားထုတ်နေတဲ့သူဟုတ်ပြီနော်အဖြေကရှင်းသွားပြီတခါထပ်ပြီးတော့ကြည့်မယ်တခါထပ်ကြည့်ရင်ဘယ်မှာတွေ့နိုင်လဲဆိုတော့ပါရာဇိကပါဠိတော်မှာဘာပြောထားလဲဆိုတော့မတ်ကိုပွားများခြင်းသည်တဲ့တတိပဋ္ဌာန်၄ပါးတမပဋ္ဌာန်၄ပါးအိဋ္ဌိပတ်၄ပါးအိန္ဒြေ၅ပါးဘုံ၅ပါးဘောဇဉ်9ပါးမြတ်သောမဂ်ခင်10ပါးတဲ့အဲ့ဒါမတ်ဒီအဲ့တော့တောတာပတ္တိမတ်ပုဂ္ဂိုလ်ဆိုသည်အဲ့ဒီမဂ်ခင်တွေကိုပွားများနေတယ်ဟာလားတတိပဋ္ဌာန်ဒီတမပဋ္ဌာန်ဒီမဂ်ခင်10ပါးကိုပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်လက်ရှိပွားများအားထုတ်နေတယ်အဲ့ဒါကိုတောတာပတ္တိမတ်ပုဂ္ဂိုလ်လို့ခေါ်တယ်အရိယာနယ်ထဲမှာဝင်တယ်တောတာပတ္တိဖိုပုဂ္ဂိုလ်ဟူသည်တဲ့ဖိုကိုတဲ့မျက်မှောက်ပြုခြင်းဟူသည်တောတာပတ္တိဖိုကိုမျက်မှောက်ပြုခြင်းဆိုတော့ဒါအဖြေကရှင်းသွားပြီတောတာပန်သည်တောတာပတ္တိဖိုပဲနော်နောက်တစ်ခါထပ်ပြီးတော့မတ်ကြတာနဲ့ဖိုတန်းဆိုင်လားမဆိုင်လားဆိုတာကိုအဲ့ဒါလေးကိုတည်တည်ချာချာလေးနားထောင်ကြည့်လိုက်ဓမ္မပါလဲဆိုတော့တိကနိဗ္ဗာန်မှာတာရရတုတ်ဆိုတာရှိတယ်နော်တိကနိဗ္ဗာန်မှာတာရရတုတ်မှာဘာရေးထားလဲမြတ်စွာဘုရားကဘာဟောထားလဲဆိုတော့တရားမျက်စိတောတာပတ္တိမဉ္ဇဉ်သည်ဖြစ်ပေါ်လာ၏ယဟန်တို့တဲ့တောတာပတ္တိမဉ္ဇဉ်လို့သုံးတယ်နော်တောတာပတ္တိမဉ္ဇဉ်သည်ဖြစ်ပေါ်လာ၏ယဟန်တို့တောတာပတ္တိမဉ္ဇဉ်အမြင်ဖြစ်ပေါ်လာသည်နှင့်တပြိုင်နက်အရိယတာဝကသည်တက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပရာပရမာသဆိုတဲ့တန်ရောစဉ်တရားသုံးပါပျောက်ကုန်နေတယ်ဆိုတော့တောတာပတ္တိမဉ္ဇဉ်ပေါ်လာတာနဲ့တောတာပတ္တိဖိုပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ဒီတောတာပံပုဂ္ဂိုလ်ဖြစ်သွားတောတာပတ္တိမဉ္ဇဉ်ပေါ်လာတာနဲ့တရားသုံးပါပယ်လိုက်ပြီအခုနကတရားသုံးပါကိုပယ်ရန်ကျင့်သောပုဂ္ဂိုလ်ဆိုတော့တောတာပတ္တိမဉ္ဇဉ်ရှိရင်ပယ်သောကျင့်သောပုဂ္ဂိုလ်မဟုတ်တော့ဘူးတောတာပံဖြစ်သွားပြီအဖြေကရှင်းလားမသိဘူးနော်စကားကိုနည်းနည်းလေးရှင်းရှင်းလင်းလင်းလေးနားထောင်ကြည့်လိုက်ဟုတ်ပြီနော်နောက်တစ်ခါဘာပါလဲဆိုတော့အဲ့ဒီလိုမျိုးပယ်လိုက်တယ်တဲ့နော်ပယ်လိုက်လို့ရှိရင်တောတာပံပုဂ္ဂိုလ်ဖြစ်သွားပြီတောတာပတ္တိမဉ္ဇဉ်ရှိတာနဲ့တောတာပံပုဂ္ဂိုလ်တောတာပတ္တိဖို့ကိုမျက်မှောက်ပြုသွားပြီဘာကြောင့်အဲ့ဒီလိုပြောရလဲဆိုတော့နိဒာနဝကတန်ယုံနာခတိတာတုံမှာရေးထားတာဘာရှိလဲဆိုတော့မြတ်စွာဘုရားကလက်သေးပြားလေးနဲ့မြေမုံလေးကလော်ပြီးဘယ်ဟာကများလဲမေးလိုက်တယ်ပြီးလည်းပြောမြတ်စွာဘုရားကပြောတယ်ယဟန်တို့တဲ့ဤတူသားလင်အရိယာတပည့်သည်တဲ့ဉာဏ်အမြင်နဲ့ပြည့်စုံပြီးသစ္စာ၄ပါးကိုထိုးထွင်းသိသောပုဂ္ဂိုလ်အားကုန်ပြီးသောဆင်းရဲသည်တဲ့အလွန်မတန်မှများပြားပြီးတော့ကျွင်းကြံသောဆင်းရဲသည်အနှဲငယ်များဖြစ်တယ်တဲ့ခုနဘဝဆိုသောအတိုင်းရှိဖြစ်သွားတယ်ဆိုတော့မဉ္ဇဉ်ဖြစ်လိုက်တာနဲ့မဉ္ဇဉ်ပေါ်လာတာနဲ့ဘဝကိုပိုင်းခြားပြီးသွားပြီဆင်းရဲကိုပိုင်းခြားပြီးသွားပြီဒါဆိုရင်မဉ္ဇဉ်သည်တောတာပံပုဂ္ဂိုလ်တောတာပံဖြစ်တာနဲ့တောတာပတ္တိဖို့ပုဂ္ဂိုလ်ပဲဝတ်ဆက်ပဲဘာမှထူခွဲခြားပြီးပြောနေစရာအကြောင်းကိုဘာမှမရှိဘူးနောက်တစ်ခါကျတော့စက္ကနိဗ္ဗာန်မှာဘာပါလဲဆိုတော့စက္ကနိဗ္ဗာန်မှာအာနိတန်တာတုတ်ဆိုတာရှိတယ်အဲ့ဒီမှာဘာပြောထားလဲဆိုတော့ယဟန်တို့တဲ့တောတာပတ္တိဖို့ကိုမျက်မှောက်ပြုရသောအကျိုးတို့သည်6မျိုးရှိတယ်တဲ့သူတော်ကောင်းတရား၌မြဲသွားပြီတဲ့နော်မဆုပ်ယုတ်သောသဘောရှိတယ်တဲ့
ဆင်းရဲကိုအပိုင်းခြားပြုပြီးဆင်းရဲကိုအပိုင်းခြားပြုလိုက်တဲ့ဆိုခုနဘဝဆိုတဲ့အကန့်အသတ်ကိုပိုင်းခြားပြုလိုက်ဘယ်သူလဲသောတာပတ္တိဖို့ပုဂ္ဂိုလ်ခုနကသောတာပတ္တိမဉ္ဇဉ်ရတာနဲ့ခုနဘဝလို့ပြောတယ်ဒီမှာကျတော့သောတာပတ္တိဖို့ကိုဒီလိုပြောတယ်ဆိုတော့သောတာပတ္တိမဉ္ဇဉ်ရတာနဲ့ဖို့ပုဂ္ဂိုလ်ဖြစ်တယ်ဖို့ပုဂ္ဂိုလ်ဒီသောတာပန်ဖြစ်တယ်ဝမ်းဆက်ပဲဘာမှဂျာကာလာဒီဘာတွေညာတွေမဟုတ်ဘူးအခေါ်ရသဘောတရားရပြောင်းပြီးသဘောတရားလေးတွေခေါ်သွားတာပဲရှိတယ်နားလည်အောင်ဟောသောတာပတ္တိမတ်ပုဂ္ဂိုလ်ဆိုတာကတော့ဒီပုဂ္ဂိုလ်တွေနဲ့မဆိုင်ဘူးဒီတန်ရောစဉ်၃ပါးကိုပယ်ဖို့အတွက်မဂ္ဂင်၈ပါးလမ်းကိုဒီဇိုင်းမမတ်ရှောက်နေတာတတိပဒံအားထုတ်နေတယ်ဆိုရင်လည်းတတိပဒံကိုတောက်လျှောက်အားထုတ်နေတာခဏလောက်ဝင်နေလေ့ကျင့်နေပြန်ထွက်လာတယ်အပြင်ရောက်တယ်လူလောကတွေရောက်တယ်ဒုံရင်ကဒုံရင်ဆိုတာလေ့ကျင့်နေတဲ့ပုဂ္ဂိုလ်သောတာပတ္တိမတ်ပုဂ္ဂိုလ်မဟုတ်ဘူးသူဒီအားထုတ်နေတဲ့ပုဂ္ဂိုလ်မျိုးအပြင်မှာပဲနေနေအထဲမှာပဲနေနေမိသားစုကြားထဲမှာပဲနေနေအဲ့ဒီပုဂ္ဂိုလ်ဒီတမူဝမ်းကြောင်းဖြူစင်အောင်လုပ်နေရမယ်တီလာတွေကိုစောင့်ထိန်နေရမယ်မဂ္ဂင်၈ပါးလမ်းဆိုတဲ့ဒုစရိုက်၁၀ပါးကိုရှောင်နေရမယ်မရှောင်လို့မရဘူးမရှောင်လို့ရှိရင်ဒါမဂ္ဂင်လမ်းကိုရှောင်နေတာမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်သောတာပတ္တိမတ်ပုဂ္ဂိုလ်လို့ခေါ်လို့မရဘူးဟုတ်ပြီနော်ဒါအဖြစ်ကဒီမှာနေရှင်းသွားပြီအကြောင်းကိုလည်းမြင်တယ်အကျိုးကိုလည်းမြင်တယ်ဆိုတော့ပရိစ္ဆေသမုပ္ပါကိုမြင်တယ်တစ္ဆာကိုမြင်တယ်ဆိုတဲ့သဘောတရားတွေကိုပြောသွားတာဒါဖို့ရဲ့အကျိုးစီးပွားအဲ့တော့နောက်ဆုံးမှာဒါလေးပတ်သက်ပြီးတော့မဟာဝေကတာယုံပါဠိတော်မှာရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားကမေးထားတဲ့တုတ်လေးရှိတယ်ဒုတိယတာရိပုတ္တရာတုတ်တယ်သောတာပန်တဲ့တာရိပုတ္တရာတဲ့သောတာပန်ဖြစ်ကြောင်းကဘာလဲတဲ့သူတော်ကောင်းဖြင့်ဝဲခြင်းသူတော်ကောင်းတရားနာကြခြင်းသိလျော်စွာနှလုံးသွင်းခြင်းလောကုတ္တရာတရားအလှော်ရဲ့အကျင့်ကိုကျင့်ခြင်းအဲ့ဒါကသောတာပန်ဖြစ်ကြောင်းပါပဲဘုရားဆိုမြတ်စွာဘုရားကတာရိပုတ္တရာတဲ့ပြီးတော့တစ်ခါကျတော့သောတာလို့ပြောတယ်ဘယ်အရာကိုသောတာလို့ပြောတယ်မဂ္ဂင်၈ပါးကသောတာပါပဲဘုရားတဲ့ကောင်းတယ်တာရိပုတ္တရာတဲ့ကောင်းပြီဆိုတာကောင်းပြီဆိုတာတဲ့တာရိပုတ္တရာတဲ့သောတာပန်ဆိုတာဘယ်အရာကိုဘယ်ပုဂ္ဂိုလ်ခေါ်တာလဲတဲ့သောတာပန်ဟူသည်တဲ့အရိယာမဂ္ဂင်၈ပါးနဲ့ပြည့်စုံသွားတဲ့ပုဂ္ဂိုလ်အခုနကအရိယာမဂ္ဂင်၈ပါးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ဒီသောတာပတ္တိမဂ္ဂကိုအဲ့ဒီမဂ္ဂင်၈ပါးနဲ့ပြည့်စုံသွားတဲ့ပုဂ္ဂိုလ်ကိုသောတာပန်လို့ခေါ်ပါတယ်ဖေဟာတဲ့အရိယာ၈ပါးရဲ့မဂ္ဂင်၈ပါးရဲ့အမိကတော့အရိယာမဂ္ဂင်ဖြစ်ပါတယ်ဖေဟာတဲ့ဆိုတော့မဂ္ဂင်၈ပါးသည်အရိယာမဂ်ဖြစ်တယ်မဂ္ဂင်၈ပါးကိုကျင့်ကြံအားထုတ်နေတဲ့သူဟာသောတာပတ္တိမတ်ပုဂ္ဂိုလ်ဖြစ်တယ်အဖြေကရှင်းလေးတွေနော်တရားတော်မှာဒီတိုင်းကိုပြောထားတာဒီရှင်းလေးတွေအဲ့တော့မတ်ကိုအားထုတ်နေပြီမိမိတို့အရိယာမဂ္ဂင်ကိုအားထုတ်နေပြီဆိုဒုစရိုက်10ပါးပယ်ရမယ်ဖျားတရားတန်ခါပေါ်မှာယုံကြည်တဲ့တရားတရားရှိရမယ်အဲ့ဒါကမဟာစတ္တာရိတကတုတ်ထဲမှာကျွန်တော်အကျယ်တဝင့်ရှင်းပြထားတာဒီရှိဒီမဂ္ဂင်၈ပါးထဲမှာမြတ်စွာဘုရားကိုယုံကြည်ခြင်းဆိုတာအနိစ္စဒုက္ခသင်္ခါရတရားတွေကအနိစ္စပဲဒုက္ခပဲအနတ္တပဲလို့ယုံကြည်တာလေမနေ့ကတုတ်တန်ထဲမှာမနေ့ကရှင်းပြတဲ့အထဲမှာကဘာတီစီသူအကြောင်းထဲမှာကြဲကြဲဝုန်းဝုန်းကျွန်တော်ရှင်းပြထားတာတွေရှိတယ်အဲ့တော့ဒါတွေကိုအကုန်ပြန်ခြုံငုံလိုက်မယ်ဆိုရင်သောတာပတ္တိမတ်ပုဂ္ဂိုလ်ဟူသည်မဂ္ဂင်၈ပါးကိုမိမိကတိဆောက်နေတဲ့ပုဂ္ဂိုလ်ဖြည့်ကျင့်နေတဲ့ပုဂ္ဂိုလ်အနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာတွေကိုယုံကြည်တယ်မြတ်စွာဘုရားပေါ်မှာမတုံမလို့ယုံကြည်နေတဲ့ပုဂ္ဂိုလ်ကိုသောတာပတ္တိမတ်ပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီပုဂ္ဂိုလ်ဒီတန်ရောစဉ်၃ပါးကိုပယ်လိုက်လို့မညံပြည့်စုံသွားတာနဲ့တန်ရောစဉ်၃ပါးကိုတိုင်းနဲ့ပဲချက်ချင်းသောတာပတ္တိဖို့ပဲအဲ့ဒီပုဂ္ဂိုလ်သောတာပန်လို့ခေါ်လိုက်တာပဲဟုတ်ပြီနော်အဲ့တော့မိမိတို့ဒီကိုယ့်ကိုသောတာပန်လို့ထင်လို့ရှိရင်တန်ရောစဉ်၃ပါးတကယ်ပယ်ထားသလားကိုယ့်ကိုလေ့လာလို့ရတယ်နောက်တဲ့သောတာပန်ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်လို့ဟောထားတဲ့တုတ်တန်တွေလည်းအများကြီးရှိပါတယ်အဲ့တော့သောတာပတ္တိမတ်ပုဂ္ဂိုလ်ဆိုတာဘလို့ဖို့ပုဂ္ဂိုလ်ဆိုတာဘလို့ဆိုတာကွယ်ကွယ်ပြားပြားနားလည်ရင်မိမိတို့တရားအားထုတ်ရတဲ့အခါမှာအဆင်ပြေပါလိမ့်မယ်နော်